လုံးတွေနဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ကလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။ Oh Pepe ကြီးတဲ့သူခေါ်တဲ့လေးရဲ့ရဲ့ဦးဆုံးစကားစပြောချိန်တည်းရတယ်လူဘဝကခံမရခဲ့တဲ့အမေဖြေကိုစီနဲ့လည်းနေလောကပုံစားတဲ့ဘာဝပဲအချိန်တန်ရွေရောက်ရင်ဟိုစင်ရရပဲတိတ်လုံးဆန္ဒများ